နေ့ကတော့ကျွန်တော်ကစကားပြောဒီမှာသုံးများတဲ့ Yoni stay လို့ဆိုတဲ့ grammar pattern လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ grammar ကတော်တော်များသိချင်မယ်လို့လည်းထင်ပါတယ်ဒီတစ်ခါကျွန်တော်ကဒီ podcast လေးကနေပေါ့နော်စကားပြောမှာသုံးများတဲ့နေ့စဉ်ကိုယ့်ရဲ့ဒီ lifestyle မှာပါအရေးပါတဲ့စကားလုံးတွေကိုပါတွဲပြီးတော့မှတ်သိချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးဗီဒီယိုမှာညောက်ပေးချင်တဲ့အကြောင်းကတော့ Yoni stay လို့သူရဲ့ရှေ့မှာလိုက်တဲ့pattern ပေါ့နော် grammar form က verb ရဲ့ dictionary form ဖြစ်ပြီးတော့ဂျပန်လိုဆိုရင် G-shock ခဲလိုက်တဲ့ပြီးရင်သူရဲ့အရှိမ verb ရဲ့ nai form ဖြစ်တဲ့ဒီဂျပန်လိုဆိုရင် nai ခဲလိုက်တဲ့ပေါ့ဒီနှစ်ခုလိုက်တဲ့ကြရဆိုရင်ကျွန်တော်တူ example စာကြောင်းလေးကိုနားထောင်ကြည့်အောင်လို့ရှိရင် like ပြောကြည့်အောင်ပေါ့နော်看護のために毎日水を飲むようにしています。飲むဆိုတာ G-shock ခဲဒါကြောင့်ようにしていますဆိုတာဒီပေးအားကြတော့လုပ်ဖြစ်အောင်စူးစမ်းထားတယ်နောက်တစ်ခါအမှားတွေထပ်မလုပ်မိအောင်တတိထားတယ်အလေးကျင့်လုပ်ထားတယ်ဆိုတဲ့အနေအထားတွေမှာဒီစကားလုံးကိုအသုံးပြုတယ်ပေါ့နော်ခိုက်ယောနိစတေအီလူယောနိစတေအီမတ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အသေးပဲလေးနားလည်မယ်လို့ထင်တယ်ကျွန်တော်အဲ့ဒါဆိုရင်နောက်တစ်ခါကျတော့ကြည့်ချင်အောင်ဗျ日本語が上手になるために毎日声に出して読むようにしています。ဂျပန်စကားကိုတိုးတက်ဖို့အတွက်ဂျပန်စကားတိုးတက်လာဖို့နေ့တိုင်းအတန်ထွက်ပြီးတော့ဖတ်ဖြစ်အောင်လုပ်နေတဲ့စူးစမ်းနေရပေါ့နော်ပြီးတော့ပြောမယ်仕事ではわからないことをすぐ確認するようにしています。အလုံးမှာနားမလည်တဲ့ဟာကိုချက်ချင်းမေးဖြစ်အောင်လုပ်ထားတယ်တတိထားတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဟိုက်ဒီထီကကြတော့ဒီ file dictionary form မှာ G-shock ခဲ Yoni stay လို့ကိုတုံးထားပြီးတော့နောက်ထပ်ကျွန်တော် grammar example 3ချောင်းကကြတော့ nai ခဲကိုတုံးထားပါတယ်ကျွန်တော်ဒီလိုက်ပြီးတော့ကြည့်ကြအောင်寝る前にスマホを見ないようにしています。အဲ့ခင်ဖုန်းမကြည့်အောင်တတိထားတယ်ပေါ့နော်အဲ့ခင်ဒီဖုန်းကြည့်လို့ရှိရင်ဒီ SMS social ပေါ်ကတော့ချော့အနေဒီ negative ဆန်တဲ့ information အကြောင်းအရာတွေကကိုယ့်ရဲ့ကောင်းထင်မှာဝင်လာတဲ့ခါကျတော့အဲ့ရတာမပျော်တော့ဘူးစိတ်ကလည်းခံစားရတာမကောင်းအဲအကြောင်းအဲ့ခင်ဖုန်းမကြည့်ဖြစ်အောင်ဒီမှာတခြားလိုမျိုးပဲညဉ့်ညင်ပါလို့လေအဲ့ခင်ဖုန်းကြည့်တဲ့အလေးကြီးကိုပေါ့နော်ဟိုပါလဲချက်ပါလို့ကျွန်တော်ထပ်ပြောချင်ပါတယ်။ကြအောင်ဆိုရင်ကျွန်တော်တစ်ကြောင်းတော့ကြည့်ရအောင်နော်။大切な予定を忘れないようにしています။အရေးကြီးတဲ့အစီအစဉ် plan တွေကိုမမေ့အောင်တတိထားနေပါတယ်။ဒီထားဆိုရင်ဒီခေါက်သူကဒါ night case ဆိုတဲ့忘れないကိုတုံးထားတဲ့ようにしています。仕事中はミスをしないように必ず確認するようにしています。အလုံးလုံးနေချိန်မှာအမှားမရှိအောင်အမှားမဖြစ်အောင်အဖြစ်မနေတေချာပေါက်ပြန်စစ်လေးရှိတယ်ဆိုတာမျိုးပြောပြထားပါတယ်ကြရဆိုရင်ကျွန်တော်ဒီနေ့ပထမဆုံး podcast ပေးမို့လို့အများကြီးပြောထားဘူးဒီစာကြောင်း3ပုံ3ဒီ6ကြောင်းကိုနားထောင်တော့ဒါနဲ့တင်ကို Yoni stay လို့ဆိုတဲ့ဒီပတ်တန်လေးကိုနားလည်သွားမယ်လို့ထင်ပါတယ်အဲ့ဒါဆိုတော့ကျွန်တော်ကဒီ podcast လေးကနေအင်္ဂါလေးတစ်ခုပြီးမှာပေါ့နော်ဒီနေ့တော့တိုင်းတော့ကျွန်တော်တွေ့ပြီးတော့မှတ်ကြည့်အောင်နာရုဘေကု毎日できるだけဒီစကလုံးသုံးလုံးနဲ့အပေါ်က Yoni stay ကိုဖြစ်နိုင်မယ်ဆိုရင်ကိုယ်ဝန်စာကြောင်းလေးတွေလုပ်ကြည့်ပါတိုက်တွန်းချင်ပါတယ်အဲ့လိုမျိုးကိုယ်ဝန်စာကြောင်းလေးလုပ်ကြည့်မှာပဲစကားပြောမှာအစကနေထုတ်ပြောဖို့အတွက်ရေးလာမယ်ပြီးလို့ရှိရင်အောက်နောက်ကလည်းအလုပ်ပို့လုပ်လာမယ်လို့ထင်ပါတယ်ဆိုတော့ပိချာပေါက်ဒီစကလုံးသုံးလုံးနဲ့တွေ့ပြီးတော့ Yoni stay လို့ဆိုတဲ့ grammar pattern လေးကိုသုံးကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြရအောင်ဗျာ